မင်္ဂလာပါအမ မင်္ဂလာပါညီမလေး ။ဗာများခုညဆောင်ရွက်ပေးရမလဲရှင် အမတို့စရပနာရဲ့ဆန္ဒအလျောက်စုဆောင်းငွေကြောင်းနဲ့ပတ်သက်ပြီးသိချင်လို့ပါညီမလေး ။ဟုတ်ညီမရှင်းပြပေးမယ်နော်။ညီမတို့စထပနာမှာဆိုရင်ဆန္ဒအလျောက်စုဆောင်နိုင်တဲ့စုဆောင်ငွေအမျိုးအစား၃မျိုးရှိပါတယ်။တာမန်စုဆောင်ငွေ normal saving ပိုစုပိုရစုဆောင်ငွေ loyal saving နဲ့စည်ရင်တည်အငွေ 10 deposit ဆိုပြီးအမျိုးအစား၃မျိုးရှိပါတယ်အမ ဟုတ်ညီမလေးပြောသွားတဲ့စုဆောင်းငွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်တစ်ခုချင်းစီသိချင်ပါတယ်ညီမလေး ဟုတ်တာမန်စုဆောင်ငွေ normal saving account ကိုအနည်းဆုံး1000ကျပ်ပြည့်စတင်ဖွင့်လှစ်နိုင်ပြီးတစ်နှစ်လအခြေခံအတိုးနှုန်း10%ရရှိမှာဖြစ်ပါတယ်။အတိုးကို3လကိုတစ်ကြိမ်တစ်နှစ်ကို4ကြိမ် March လ June လ September လနဲ့ December လတို့မှာတွက်ချက်ထည့်သွင်းပေးမှာဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင် ပိုစုပိုရစုဆောင်ငွေ loyal saving account ကိုတော့အနည်းဆုံး9000ကျပ်ပြည့်စတင်ဖွင့်လှစ်နိုင်ပါတယ်။အနံထားတဲ့ငွေပမာဏပေါ်မူတည်ပြီးအတူအနှုန်း10%နှုန်းမှ17%အထိရရှိမှာဖြစ်ပါတယ်ရှင်။စုဆောင်ငွေ9000ကျပ်မှစိတ်သိန်းကျပ်အထိကို10%နှုန်းစိတ်သိန်းကျပ်အထက်မှ350အထိကို10.5%နှုန်းနဲ့350ကျပ်အထက်ကို17%နှုန်းအထိရရှိမှာဖြစ်ပါတယ်ရှင်။အဓိကအားသာချက်ကတော့အတူကိုလစဉ်တွက်ချက်ထားပေးတာဖြစ်တဲ့အတွက်အတူနဲ့အရင်နှစ်ခုပေါင်းခြင်းအပေါ်မှာအတူထပ်မံရရှိနိုင်လို့စုဆောင်ငွေပမာဏပုံမတိုးပွားစေမှာဖြစ်ပါတယ်ရှင်။ အော်အဲ့ဒါဆိုရင်ဒီစုဆောင်းငွေလေးကပိုစုပိုရဆိုတဲ့အတိုင်းပဲအမတို့စုငွေများရင်အတိုးများများရမှာပေါ့နော် ဟုတ်ပါတယ်အမနောက်ဆုံးအမျိုးအစားကတော့စည်ရင်တဲ့အငွေပါစည်ရင်တဲ့အငွေအနံမယ်ဆိုရင်အနည်းဆုံး3သိန်းကျပ်ဖြင့်အကောင့်ဖွင့်လှစ်နိုင်ပြီး6လ9လ12လတက်တန်များဖြင့်အနံနိုင်ပါတယ်ရှင်အတိုးအနေနဲ့ကတော့6လအငွေအတွက်တစ်နှစ်စာအခြေခံအတိုးနှုန်း17.5%နှုန်း9လအငွေအတွက်တစ်နှစ်စာအခြေခံအတိုးနှုန်း12.5%နှုန်းနဲ့12လအငွေအတွက်တစ်နှစ်စာအခြေခံအတိုးနှုန်း13.5%နှုန်းရရှိမှာဖြစ်ပါတယ်ရှင်သတ်မှတ်ထားတဲ့တက်တန်ပြည့်ချိန်မှာအတိုးကိုတွက်ချက်ထည့်သွင်းပေးမှာဖြစ်ပြီးအနံနဲ့ကာလအတိအကျထားရှိမှသာသတ်မှတ်အတိုးနှုန်းထားများအတိုင်းခန်းစားခွင့်ရရှိမှာဖြစ်ပါတယ်။သတ်မှတ်ကာလမပြည့်ခင်ထုတ်ယူပါကအခြေခံအတိုးနှုန်း10%နှုန်းဖြစ်တာတွက်ချက်ထည့်သွင်းပေးမှာဖြစ်ပါတယ်ရှင် ဟုတ်အဲ့ဆိုရင်ဆိုရင်နော် ငွေသွင်းငွေထုတ်ကတော့ဘယ်မှာလုပ်လို့ရလဲရှင် ။ညီမတို့စထာပနာ limited ကပြည်နယ်နှစ်တိုင်း9ခုမြို့နယ်ပေါင်း65မြို့နယ်မှာရုံးခွဲတွေဖွင့်လှစ်ထားရှိတဲ့အတွက်ငွေသွင်းငွေထုတ်ဝန်ဆောင်မှုများကိုမိမိနဲ့နှိစက်ရစထာပနာရုံးခွဲရှိတဲ့မိသည့်နေရာမှာမဆိုအဆင်ပြေစွာဆောင်ရွက်နိုင်ပါတယ်ရှင် အဲ့ဆိုညီမလေးဒီစုဆောင်းငွေကိုပြန်ထုတ်ရင်ရောပမာဏကန့်သတ်ထားတာရှိလား ။အဲ့လိုပမာဏသတ်မှတ်ချက်ကတော့မရှိပါဘူးအမရဲ့စုဆောင်ငွေလက်ကျန်တွေကစိတ်ကြိုက်ပမာဏကိုအချိန်မီထုတ်ယူလို့ရပါတယ်နော် ဟုတ်စင်ပြေရနော် စုငွေစင်ဖို့ပါစာရက်စာတမ်းလူတွေလဲရှင် ။ဆောင်ရွက်စာတဲ့အနေနဲ့ကတော့မပုံတင်မိတ္တူတစ်စောင်းတကောင်စီရဲ့မိတ္တူတစ်စောင်းနဲ့လိုင်စင်တက်ပုံတစ်ပုံတော့ယူလာပေးရမယ်ရှင် ဟုတ်လားညီမလေးအဲ့ဆိုလို့ရှိရင်အမလိုအပ်တဲ့စာရက်စာတမ်းတွေအကုန်လုံးပါတယ်အဲ့ဆိုရင်တော်ဝေးဖြစ်သွားတယ်အဲ့ဆိုရင်အမပိုစုပိုရလွှာရဲ့အကောင့်ကြီးစုထားလိုက်မယ်နော် ။ဟုတ်ကဲ့ပါအမ။ ညီမတို့ရဲ့စထာပနာ limited ဟာဆိုရင်ချင်းငွေဝန်ဆောင်မှုတာမကစုဆောင်းငွေဝန်ဆောင်မှုကိုလည်းမြင့်မားသောအတိုးနှုန်းများဖြင့်ဆောင်ရွက်ပေးနေတဲ့ယုံကြည်စိတ်ချရသောငွေရေးကြေးအဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့အားလုံးပဲမိမိတို့ရဲ့ငွေကြေးကိုလုံခြုံစိတ်ချစွာတင်ဆက်ထားရင်အတိုးနှုန်းများများနဲ့တိုးပွားခြင်းနဲ့ဆိုရင်တော့စထာပနာရဲ့စုဆောင်းငွေဝန်ဆောင်မှုကိုဒီနေ့ပဲအသုံးပြုလိုက်ပါရှင်။စုဆောင်းငွေဝန်ဆောင်မှုနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါကနှိစက်ရစထာပနာရုံးခွဲများတို့ဆက်သွယ်မိမြတ်နိုင်ပါတယ်ရှင်။အားလုံးပဲစုငွေများများစုပြီးဒီထက်မကငွေကြေးတွေတိုးပွားကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။